တထေးကြီးတယောက်ကအသက်ကြီးမှအိမ်အောင်ကြပတ်စံချမ်းသာအဲ့တော့သားလေးတယောက်မွေးတဲ့အခါကျတော့သူကစဉ်းစားတယ်ငါအသက်ကြီးပြီမကြခင်သေတော့မှာငါသေရင်သေချာပေါ့ငါမိမနောက်အိမ်အောင်ပြုမှာအဲ့လိုဆိုရင်ငါသားကတော့ဒုက္ခပဲအဲ့ဒါနဲ့အိမ်မှာစိတ်ချရတယ်နန္ဒလို့အမည်ရတဲ့ကျွန်တယောက်ရှိတယ်သူစိတ်ချရတဲ့လူယုံပေါ့နော်အဲ့ဒီကျွန်ကိုခေါ်ပြီးတော့ပစ္စည်းတွေအနှစ်သာရရှိတယ်တန်ဖိုးရှိတဲ့ပစ္စည်းတွေစုပြီးတော့နှစ်ယောက်တည်းတောထဲသွားပြီးတော့မြုပ်ဒေချမှားတယ်ငါမရှိတဲ့နောက်ပိုင်းမှာဒီပစ္စည်းတွေကိုငါသားလေးအတွက်မင်းဖော်ပေးဒီနေရာကိုမင်းတယောက်တည်းပဲငါပြောမင်းကိုပဲငါယုံကြည်အဲ့လိုပြောပြီးတော့အဲ့ဒီတထေးကသေသွားရောဒီတော့ဒီကမာကြီးကတော့နောက်အိမ်အောင်မပြုရှာပါဘူးဒါပေမဲ့လို့သူကသိတယ်ဒီကျွန်ကိုယုံလို့မို့လို့ဥစ္စာပစ္စည်းမြုပ်ထားခဲ့တယ်ဆိုတော့သိတဲ့အခါကျတော့သူသားအရွယ်ရောက်လာတဲ့အခါကျတော့မင်းဖေကပစ္စည်းတွေမြုပ်ထားရှိတယ်အဲ့ဒါငါလည်းမသိခုဒီအိမ်မှာခိုင်းနေတယ်နန္ဒဆိုတဲ့တို့ရဲ့လူယုံအဲ့ဒီကျွန်တယောက်ပဲသိအဲ့တော့သွားပြီးတော့မင်းဖော်ကြီးဆိုတော့အဲ့တော့လည်းခေါ်သွားတာပေါ့ကျွန်နဲ့အဲ့ဒီသားနဲ့အဲ့ဒီပစ္စည်းမြုပ်ထားတဲ့နေရာကိုလည်းခွမိရောက်ပြီးအဲ့ဒီနေရာလေးရောက်ရောအဲ့ဒီကျွန်ကစိတ်ကြီးဝင်သွားအောက်ကမြုပ်ထားတဲ့ငွေရဲ့ဥစ္စာပစ္စည်းရဲ့အရှိန်ကသူ့ကိုလာဟတ်တယ်အဲ့ဒါနဲ့သူ့သခင်ကိုတထေးသားလေးကိုဗာပြောဆိုဟဲ့ကျွန်မင်းဘာလို့တောင်ဒီနာသွားမသူကပြန်ပြီးတော့ဟိုလူကိုကျွန်လို့ခေါ်တယ်တဲ့အဲ့တော့ဟိုအံ့ဩသွားတယ်ဟာငါ့ကိုဘယ်တော့မှပြန်မပြောရဲခဲ့တဲ့လူသူ့အိမ်မှာခိုင်းနေတဲ့ကျွန်လူဖြစ်လည်းမသိဘူးအံ့ဩပြီးတော့ဘာမှမတုံ့ပြန်ဘူးအဲ့ဒါနဲ့အဲ့ဒီကောင်လေးကပြန်လာအိမ်ဟော3-4ရက်လောက်နေတော့တခါသွားပြန်တယ်အဲ့ဒီနေရာသွားတာအိမ်ရောက်တော့စောစောကလို့မဟုတ်ဘူးဂျိုဂျိုးနေတာပဲ3-4ရက်နေလောက်ပြန်သွားတဲ့အခါကျအဲ့ဒီနေရာလဲရက်မိရောပစ္စည်းမြုပ်ထားတဲ့မြေပေါ်လဲရက်မိရောတခါတည်းပုံစံပြောင်းသွားတယ်အဲ့ဒါနဲ့သူပြန်လာပြန်3-4ခါလောက်အဲ့လိုဖြစ်တော့ဒါဘာလဲမသိဘူးအဲ့ဒါနဲ့သူ့ဖေရဲ့ငယ်တငယ်ချင်းအဲ့ဒါလည်းပဲချမ်းသာတဲ့လူတယောက်အဲ့ဒီလူကဖျားလာငါအဲ့ဒီလူကိုအားကိုးရရင်တော့ကောင်းမယ်ပေါ့အဲ့ဒီတထေးသားလေးကအဲ့ဒါနဲ့ဖျားလုံးတီကိုသွားမယ်ဒီလိုဒီကြောင်းမယ်ကျွန်ကအိမ်မှာဆိုရင်တော့ပြောလို့ဆိုလို့အလွန်ကောင်းအဲ့ဒီပစ္စည်းသွားမြုပ်မယ်ဆိုတော့အဲ့ဒီနေရာလေးရောက်ရောအဲ့ဒီလိုဖြစ်တယ်အဲ့ဒါနဲ့ဖျားလုံးကစဉ်းစားတယ်အဲ့ဒီနေရာရောက်တိုင်းဖြစ်တာလားဟုတ်တယ်အဲ့ဒီနေရာရောက်တိုင်းဖြစ်တယ်အဲ့လိုဆိုရင်မင်းနောက်တစ်ခါရောက်ရင်တဲ့အဲ့ဒီနေရာကိုသွားအဲ့ဒီကနေသူ့ကိုသာတွန်းပြီးတော့မင်းဟမင်းသာတူအဲ့ဒီကောင်ရက်နေတဲ့နေရာမင်းဟမင်းသာတူသူအဲ့ဒီနေရာကနေရွေ့သွားတာနဲ့သူ့စိတ်ကပြောင်းသွားလိမ့်မယ်သေချာပေါ့အဲ့ဒီသူရက်မိတဲ့နေရာဟာပစ္စည်းရှိတဲ့နေရာဖြစ်ရမယ်အဲ့ဒါနဲ့အဲ့ဒီကောင်လေးကဟုတ်ပြီဆိုပြီးတော့သွားပြန်တယ်နန္ဒနဲ့